မင်္ဂလာပါရှင် ULANC ရဲ့ T230 Light Stand Pro လေးကိုပြပေးပါမယ်ရှင်ထူးခြားချက်လေးကတော့ Aluminium Alloy နဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ်ပါပြီးတော့အသုံးပြုရတာအဆင်ပြေပါတယ်ရှင်သူကသုံးတော့မယ်ဆိုလို့ရှိရင် stand ကိုပြောင်းပြန်လှန်ပြီးတော့ဖြန့်လိုက်ရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ tripod ရဲ့အစိတ်လေးတစ်ချောင်းမှာကိုကြိုက်တဲ့ angle မှာထားဖို့ရအတွက်ကိုနှိမ့်မြင့်ချိန်လို့ရမှာဖြစ်ပါတယ် Carbon Fiber Design နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အကျန်းလက်ခံပြီးတော့အပွန်းစင်းလက်ခံပါတယ်အမြင့်အနေနဲ့ကတော့10ပေအထိဆွဲဆန်နိုင်မှာပဲဖြစ်ပါတယ်ရှင် weight အနေနဲ့ကတော့ 5kg အထိတင်လို့ရမှာပဲဖြစ်ပါတယ်မီးစလောင်း size အကြီးတွေအထိတင်လို့ရမှာပဲဖြစ်ပါတယ်ရှင် lighting မီးတွေတက်ပြီးတော့အသုံးပြုလို့ရမယ်ပြီးရင် camera လည်းတက်လို့ရပါမယ်ဖုန်းညက် green နဲ့ဖုန်းတွေပါလည်းချိတ်လို့ရပါမယ်ရှင်။ဘာပဲလုပ်လို့အားကိုးရတဲ့ Miser stand လေးတစ်ခုဖြစ်ပါတယ်။နောက်ထပ်အသုံးပြုလို့ရမယ့်နီလန်းလေးတွေကတော့ tripod ရဲ့အလဲဦးတိုင်းကိုဖြုတ်ပြီးတော့ကိုလိုအပ်တဲ့လိုမျိုးအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်။ဒီလိုဆိုရင်သူက selfie stick အနေနဲ့လည်းအသုံးပြုလို့ရတယ်။မီး stand နဲ့တွဲပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင်လည်းလူတစ်ယောက်ကမီး stand ကိုလိုအပ်တဲ့နေရာနေပြီးတော့ lighting မီးပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်။အတန်ဖမ်းမယ်ဆိုလို့ရှိရင်လည်း microphone တက်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်။ multi function နဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်။ဝယ်ယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေတွေရဲ့စုကနေ Facebook ချက်ပေါက်မှာတစ်စင်း TikTok ချက်ပေါက်မှာတစ်စင်းမှာယူနိုင်ပြီပဲဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။